ပြောအားလုံးလို့လားမနေ့ကကိုရီ M7 ဖောက်တဲ့တဲမှာတင်လိုက်တော့ဂရန်ဂျာစကင်းနဲ့မကျင်းတဲ့တို့7K က NV ဘက်ကရလားဆိုပြီးကိုရီဂရန်ဂျာကိုင်တော့အထင်သေးရဲ့လူတွေအတွက်ဂရန်ဂျာကိုက်ပြပြမှာဖြစ်ပါတယ်ဘရိုကတယောတည်းလားတခြားစကင်တွေဆိုရင်ဘက်ပေးပြီးမှစကင်ကိုအသစ်ထုတ်တာပေါ့နော်ဂရန်ဂျာကြော M7 မထုတ်ခင်ကဂရန်ဂျာကိုနှက်လိုက်ပါတယ်နှက်လိုက်ပြီးမှ M7 ထုတ်တာပေါ့နော်ရှိဒါပေမဲ့ဘရိုတီလားကိုရီရဲ့ no counter ဂရန်ဂျာကိုဘယ်သူမှချိန်နေလို့မရအောင်ဆိုတာဒါတိတော့မချနေကြကွာပေါ့နော်ဒီပွဲမှာတော့အာလီကင်းမှာကိုရီကို3ယောက်တော့ပါလာတော့နေပေါ့နော်မစမတ်ရဲ့ run ရဲ့မေ့ရဲ့ပေါ့နော်ဒါပေမဲ့ကောင်းတာတကူကမင်းလင်းကကြောကိုလေးရဲ့ခရီစားတော့ခါကြောမီယာမထောင်တော့ပါဘူးနောက်ပြီးတော့ကိုရီကို3ယောက်လာခံပြီးတော့မသေးသွားဘူးပေါ့နော်နောက်ပြီးတော့ခရီအကုန်လုံးလည်းကိုရတော့ပါတယ်ကြောကိုရမီယာတဲ့အများကြီးတာပါပေါ့နော်ကြောက်မလို့နိုင်သွားပါမဟုတ်ဆိုမနိုင်ပါဘူးမီယာကိုရတက်တာပါတယ်ကိုရကြစပဲကြီးကနှက်ထားပေမဲ့ကိုရီကကြောရင်ဝေးရဲ့မစမတ်နေကြတယ်ပေါ့နော်ကြောကိုရအေးစီယာတော့ကိုရ favorite မစမတ်လေးပဲဖြစ်ပါတယ်ဒါပေမဲ့ဂရန်ဂျာလည်းသူ့ AD ရဝေးပေါ့နော်ဒီမှာတော့ရှုံထဲမှာကိုရီရဲ့ဟီတာကြီးရှိရပါတော့အဲ့ဒါကိုမသိပဲတဲ့မီယာ AD တုံးပြီးလာတော့သူ့မှာပြေးစရာစပယ်မရှိတော့ပါဘူးကြောနိုင်သွားပါတယ်ဒါပါပြီကိုရီကတော့ဂရန်ဂျာကိုင်တင်ဖိုက်တင်မှာ AD ရိတ်ဝေးနဲ့အဝေးကနေပြီးညောရတာကြိုက်ပါတယ်ဂရန်ဂျာကြော obsidian လိုပဲစတက်စုရဲ့မစမန်ဖြစ်ပါတယ်အာလီကီယာမတေဘနဲ့စတက်တွေဆူတောက်ခါကြော AD တို့စကီ1တို့ခန်းခဏနာစမန်လို့ရပါတယ်ဂရန်ဂျာကြောစကီ2သုံးပြီးစကီ1သုံးပြီး enemy ကိုထိရဆိုစကီ2ကခူရောင်းပြန်ရမှာဖြစ်ပြီးစကီ1ရဲ့နောက်ဆုံးတစ်ချက်ကဒမိတ်အများကြီးထိပါတယ်ဂရန်ဂျာရဲ့ AD ကလည်းရိတ်ဝဲပြီးဒမိတ်များကြောင့် sky ပြစတက်နဲ့ဆိုတော့ကိုရီးယားပြတ်စားလို့ကောင်းတာပေါ့နော်ရှိဂရန်ဂျာကြော space သုံးပြီးပြေးလို့ရမှာစမန်ကောင်ဖြစ်ပါတယ်ကြော movement speed icon လေးကို enemy ပြေးရဲ့ဘက်ကိုချွေပြီးတော့ကိလိုက်ကပေါ့နော်ကြော sky ပြစားစတက်တွေရော5မိနစ်တာပြီးမြန်မာ enemy တက်ဒမိတ်များမှာဖြစ်ပါတယ်ကိုဆိုကို sky ပြစတက်က80ပေါ့နော်ဟိုတကောင်တက်လိုက်တော့ sky ပြစားစတက်50ဖြစ်ပါပြီကြောအဲ့ဒီ3တိုင်းမှာကိုရီးယားသွေးနဲ့3လောက်ဆိုရင်တော့အသေးပေါ့နော်ကိုရီး family ရဲ့ဆောင်းရမ်းတာကကြောကိုရီးတမိကလည်းဆောင်းရမ်းတာပါတယ်အခုဆိုရင်တော့သွေးများရဲ့ fighter ရဲ့ပါကိုရီးယားချင်းပြလို့ရနေပြီပေါ့နော်အနားလာရေးဆို skate 2နဲ့ချောင်းပြီးတော့ skate 1နဲ့တက်ဆို sky ပြစားဖက်နဲ့ချောသွားပါလိမ့်မယ်အခုဆိုရင်တော့ nobody cast တော့ front ဖြစ်သွားပါပြီကြော AD နဲ့တပန်းပန်းနဲ့ sky ပြစားဖက်ကြီးနဲ့လိုက်ပြီးတော့ကိလိုက်ကောက်ပါတယ်ကိုရီးယား sky ပြစားဖက်က80ဆိုတော့သွေးနဲ့3ဆိုရင်တော့ဘန်းဆိုတေးပေါ့နော်ဒီလိုနဲ့ပဲအာလီကင်းမှာကိုရီးကို3ရောက်လာနေတဲ့ပြေးမှာသွားပြီးတော့လေးတိုက်ပါတယ်ပြောပါတယ်ကိုရီဂရန်ဂျာကျမ်းပါတယ်ဆိုတော့မနေ့ကကိုရီအန်နာတင်းလိုက်တာပေါ့နော်ဗီဒီယိုလေးတော့ဒီလောက်ပဲပေါ့နော်အဆုံးထိကြည့်ပြီးတဲ့တရားမြင်တဲ့အောင်ကျေးဇူးတင်ပါတယ်